မနက်ခင်းနဲ့အတူလေတံနဲ့တစ်ပင်ရင်နှံတွေကိုလိုက်ရင်းမန္တလေးပြည်ဦးလွင်မြို့နယ်မှာရှိတဲ့ပွဲကောက်ရီတကွန်စီကိုချစ်သူတဦးလိုအေးအေးချမ်းချမ်းထိုင်ကချစ်ကြည်စွာခီးသွားကြမယ်ဆိုပါစို့တစ်ပင်တပလင်းထဲကနေရှော့ကြလာတဲ့ရေစီးတံကမျက်နှာပြင်ပေါ်တဖြည်းဖြည်းလှမ်းကျလာတဲ့စကလုံးတစ်ခုပဲလိုပါပဲအလှတရားကလှပတလောက်ငြင်းချမ်းမှုနဲ့လည်းပြည့်နေတဲ့အတွက်စိတ်တွေဖိစီးနေတဲ့သူတိုင်းအတွက်တခဏတည်းမှာပဲအသက်ရှူဖွယ်ပန်းဖြည့်ဖြစ်လာနိုင်ပါတယ်တစ်တော်ရနက်နဲ့တစုံတစ်ယောက်ရဲ့အမတ်တရားတွေအတူဆောင်လာတဲ့ဒီရေတခွန်းမာရေကိုလန့်ထမိနေကလှုပ်ရှားနေတဲ့ရေသွဲတွေကြားကနေကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုပြန်ရှာဖွေနိုင်တဲ့တဘာဝရဲ့နိုးကြားမှုကိုနားထောင်ရင်ကိုယ်တိုင်နဲ့ပြန်ပေးရမယ့်အချို့သောအဖြေတွေကိုရှာဖွေနိုင်မယ့်နေရာတစ်ခုပွဲကောက်ရေခွန်ဟာတာမန်ခီးတစ်ခုမဟုတ်ပဲစိတ်တစ်ခုပြန်ရင်သွားမယ့်ခီးတစ်ခုပါပဲဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်မီကိုလာခဲ့ပါမယ်လိမ္မောပင်ရင်